အားလုံးပဲမင်္ဂလာပါရှင် K Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့အကျိုးပြုသောခေါင်းလောင်းလေးများပုံမြင်လေးပဲဖြစ်ပါရရှင်ပုံမြင်လေးကိုနားမထောင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လေးပေးဖို့တောင်းဆိုချင်ပါရရှင်တခါတော့ငါဗပဲဆရာကြီးတို့ဟာကြီးခေါင်းလောင်းကလေး၃လုံးကို၃လုံးလိုက်ပါတယ်ပြီးတော့အဲ့ဒီခေါင်းလောင်းကလေး၃လုံးကိုရောင်းဖို့ရန်အတွက်ဈေးမှာတင်ထားလိုက်တာပေါ့ကွယ်ငါတို့တငယ်ချင်း၃ယောက်ကိုလူတဦးတွေကဝယ်သွားရင်ကောင်းမယ်ကွာဒါမှငါတို့အတူနေရမှာကွဟုတ်ပါမောင်ကြီးကငါလည်းမင်းတို့နဲ့မခွဲချင်ဘူးဟေးတွေးကြုံဆုံးကွယ်ဖြစ်မြဲတမတာတဲ့တရားနှလုံးသွင်းချမှာပေါ့ကွာမောင်ကြီးနဲ့မောင်တန်ချိုးရဲ့အေးပါကွာငါတို့လည်းတရားမရှိလို့မဟုတ်ပါဘူးမောင်ဝါရဲ့ဒါပေမဲ့တငယ်ချင်းတွေပဲကွာဘယ်ခွဲချင်ပါမလဲဒါပေမဲ့သူတို့မခွဲချင်ပဲခွဲချရတာပေါ့မောင်ဝါကစပြီးခွဲသားတာပါကွယ်သူ့ကိုလူတယောက်ကလာဝယ်သွားတာပေါ့ဒီခေါင်းလောင်းလေးယူမယ်ဗျာပြည်ရင်ဆရာကကျုပ်ကမြင့်စီကိုခေါင်းလောင်းတစ်လုံးဖျားမှာလှူရမယ်ဆိုလို့ဗျရအောင်မြင့်စီဒီတော်ကြီးထီးတင်ရမှာထည့်ပြီးလှူလိုက်ချင်လို့ပါဗျာတာရုပါဗျာနောက်မကြခင်မှာပဲခေါင်းလောင်းကလေးမောင်တန်ချိုကိုကျောင်းဆရာမကြီးတို့ကလာဝယ်သွားပြန်ရောကလောင်အတော်အတန်ချိုတဲ့ခေါင်းလောင်းလေးပဲနော်ဒါပဲယူလိုက်မယ်ရှင်ဇီးဆိုင်ရဲ့ဆင်မြင့်ထက်မှာတော့ခေါင်းလောင်းကလေးမောင်ကြီးတယောက်ပဲငင်းငူကြီးကြံရစ်ခဲ့တာပေါ့ကွယ်တငယ်ချင်းတွေကတော့ငါ့ကိုခွဲခါသွားကြပြီငါ့ကိုလည်းဘသူတွေလာဝယ်မလဲမသိဘူးဒီလိုနဲ့တနေ့မှာတော့ဝါခမောက်ကြီးစောင်းထားတဲ့လူကြီးတယောက်ကလာဝယ်တာပေါ့ကွယ်တကယ်တော့သူ့ကိုလာဝယ်တဲ့သူဟာတန်ရှင်းလှုပ်သားကြီးတူပါပဲတဲ့ကွယ်အဲ့ဒီတန်ရှင်းလှုပ်သားကြီးကအမိုက်သိန်းတဲ့လှဲကိုတွန်းရင်မောင်ကြီးကိုဆွဲလှုပ်ရန်လျက်တလန်းဝင်တလန်းထွက်ခရီးနှင်တော့တာပေါ့ကွယ်မောင်ကြီးရဲ့အတန်ကြားတယ်ဆိုရင်ပဲလူတွေဟာသူတို့ရဲ့အိမ်တွေထဲကအမိုက်ထုတ်တွေအမိုက်ချင်းတွေဆွဲထွက်လာကြပြီးအမိုက်သိန်းလေးတွေထဲကြတာပေါ့ကွယ်လက်စားတတော်ငါဟာအမိုက်သိန်းလဲလာပြီလို့စောဩတတိပေးတဲ့ခေါင်းလောင်းလေးပါလာကွယ်မောင်ကြီးဟာအဲ့ဒီလိုတလန်းဝင်တလန်းထွက်ခရီးဆက်ရင်ရန်အောင်မြင်ဖျားပရောနီးကဖြတ်တန်းသွားစဉ်မှာရန်အောင်မြင်စီဒီကြီးရဲ့ရွှေကြီးတော်စီကဆွဲလဲတန်နေတဲ့အတူကြားရတာဟာငါတငယ်ချင်းမောင်ဝါရဲ့အတန်မလားဆိုပြီးမောင်ကြီးလေးဟာတွေးလိုက်တာပေါ့။မောင်ဝါဟာသာသနာပြုခွင့်ရတဲ့ဖျားထီတော်ကအခေါင်းလောင်းလေးဖြစ်နေတာကိုတငယ်ချင်းမောင်ဝါရဲ့မင်းရဲ့မြင့်လာတဲ့ဘဝအတွက်ငါဂုဏ်ယူပါတယ်ကွာဂုဏ်ယူပါတယ်ဒီလိုနဲ့တနေ့မှာတော့တလန်းဝင်တလန်းထွက်ခရီးဆက်ခဲ့ရစာတင်ကျောင်းတစ်ကျောင်းရဲ့အနီးကိုရောက်လာတော့ချီစံဟိုဆီယာမရဲ့လက်ထဲကငါတင်ငယ်ချင်းမောင်တန်ချိုပါလားမောင်တန်ချိုရဲ့အတန်ကြားတာနဲ့ဆရာမတွေရောကျောင်းသူကျောင်းသားတွေပါကျောင်းထဲဝင်ကြပြီးကျောင်းတက်ခေါင်းလောင်းထိုးပြီးဟေ့ငါရဲ့တငယ်ချင်းမောင်တန်ချိုကစာတင်ကျောင်းကခေါင်းလောင်းလေးဖြစ်နေပါလားကျောင်းသားကျောင်းသူတွေရဲ့ပညာရေးအတွက်အထောက်အကူပြုတဲ့ခေါင်းလောင်းလေးဘဝရောက်နေတာကိုမင်းရဲ့ဘဝဟာလည်းမြင့်လာပါတယ်မောင်တန်ချိုရဲ့ငါရဲ့တငယ်ချင်းမောင်ဝါနဲ့မောင်တန်ချိုတို့ဟာသာသနာပြုသူအပြုတိုင်းပြည်ရဲ့ပညာရေးကိုအထောက်အကူပြုသူအပြုနဲ့မြင့်ဂုဏ်ယူစရာကောင်းလာတဲ့ဘဝတွေမှာရောက်ရှိနေကြပြီပဲတငယ်ချင်းတို့ရဲ့မင်းတို့ရဲ့ဘဝတွေအတွက်ငါဂုဏ်ယူပါတယ်ကွာငါမှသာဂုဏ်တည်နှိမ့်လာတဲ့အမိုက်သိန်းခေါင်းလောင်းလေးဖြစ်နေရတယ်ခေါင်းလောင်းကလေးမောင်ကြီးဟာတွတ်ပြောရင်ဝမ်းနဲ့ပက်လက်ဖြစ်နေတော့မှပဲကိုကြီးလဲကသူ့ကိုလမ်းပြောလိုက်တယ်ဟဲ့ကောင်မောင်ကြီးမင်းဟာဘာကိုအားငယ်နေရတာလဲမင်းရဲ့တငယ်ချင်းနှစ်ယောက်လိုပဲမင်းရဲ့ဘဝဟာလည်းမြင့်လာတဲ့ဂုဏ်ယူပွဲရပါပဲကွဗျာဒီလောက်အနှုတ်ဆုတ်ကိုဆုတ်ဖြစ်နေတာကိုမြန်ဘာဖြစ်လို့အနှုတ်ဆုတ်ကိုဆုတ်ဖြစ်ရမှာလဲကွမင်းဟာမြို့ရတန်ရှင်းရဲ့အတွက်အထောက်အကူပြုနေတဲ့ခေါင်းလောင်းလေးပါကွလူတွေဟာတန်ရှင်းမှကျမ်းမာမယ်ကျမ်းမာမှအစာတွေတင်နိုင်မယ်အလုပ်တွေလုပ်နိုင်မယ်ဒီတော့မှငွေတွေရကြီးဝါချမ်းသာပြီးသာသနာပြုနိုင်မယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နိုင်မယ်မဟုတ်လားကွဒါကြောင့်မင်းကလောကရဲ့အခြေခံအကြဆုံးမြို့ရွာတန်ရှင်းလှပရေးကိုဆောင်ရွက်ရင်လူသားတွေနဲ့လောကကိုအကျိုးပြုနေတဲ့ခေါင်းလောင်းလေးဖြစ်နေတယ်လေကွာမင်းရဲ့ဘဝဟာမတည်ငယ်ပါဘူးဂုဏ်ယူစရာဘဝပါမောင်ကြီးရဲ့ဆိုပြီးလှဲလေးကပြောလိုက်တဲ့ဟာဟုတ်ပါရဲ့ကိုကြီးလဲပြောမှကျွန်တော်သတိပြုမိတော့တယ်ဒါဆိုကျွန်တော်ဟာလဲလောကကိုအကျိုးပြုနေတဲ့ခေါင်းလောင်းလေးပေါ်ဟုတ်လားဒါပေါ့ကွာဒီမဲ့ဘ
ဘယ်သူမှမဆိုသူအစွမ်းစားနဲ့သူရှိကြတယ်ကွအဲ့ဒီအစွမ်းစားတွေကိုကောင်းတဲ့နေရာလောကကိုအကျိုးပြုတဲ့နေရာတွေမှာအသုံးချရင်အားလုံးဟာတန်ဖိုးရှိတဲ့အရာတွေကြီးဖြစ်လာရတယ်ကွဟုတ်ပြီကျွန်တော်သဘောပေါက်ပြီအဲ့ဒီအချိန်မှာပဲတန်ရှင်းလှုပ်သားကြီးဟာမောင်ကြီးကိုလှုပ်ရမ်းလိုက်တာပေါ့ကွယ်မောင်ကြီးရဲ့အတန်ကြားတယ်ဆိုရင်ပဲလူတွေဟာအမိုက်အိတ်တွေအမိုက်ချင်းတွေဆွဲပြီးအိမ်ထဲကနေဝမ်းသာအားရအပြေးအလွှာထွက်လာကြတာပေါ့ကွယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးဒီတစ်ခါမှာတော့မောင်ကြီးဟာသူ့ကိုယ်သူဂုဏ်ယူဝမ်းမြောက်လျက်ရှိပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကဲကလေးတို့လည်းမိမိတို့မှာရှိတဲ့အစွမ်းအစကိုးစီနဲ့လောကရဲ့ကောင်းကျိုးကိုပြုပြီးတန်ဖိုးရှိတဲ့ဘဝများကိုပိုင်ဆိုင်ပါစေကွယ်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်